သူမကငါတူရဲ့စစ်ဆက်ထားသူပဲဒါကြောင့်ငါသူမကိုဘယ်တော့မှမကြိုက်နိုင်ဘူးလို့ပြောတယ်အမျိုးသမီးကသူမနဲ့စစ်ဆက်ထားသူရဲ့စစ်ဆက်ပွဲကတကယ်တမ်းဆိုခံစားချက်မပါတဲ့မိသားစုချင်းစစ်ဆက်ထားတာပဲလို့ပြောပြတယ်သူကအဲ့ဒီလူရဲ့ပခုံးပေါ်လက်တင်ပြီးရှင်လဲလက်မထက်ရသေးတာပဲဘာလို့ကျမယောက်ျားမလုပ်တာလဲလို့ပြောလိုက်တယ်ဒါပေမဲ့အဲ့ဒီလူကညှင်းဆန်နေတော့မဲ့သူ့ရဲ့ကိုရံတော်တွေကိုအမျိုးသမီးကိုမောင်းထုတ်ခိုင်းလိုက်တယ်အမျိုးသမီးကတော့လက်မလျှော့ဘူးအဲ့ဒီလူကိုဆွဲဆောင်နိုင်ဖို့အစီအစဉ်တောင်ဆွဲထားခဲ့တယ်အဲ့ဒီနေ့ကစပြီးအမျိုးသမီးကနေတိုင်းအဲ့ဒီလူရဲ့ရှေ့မှာပေါ်လာအောင်နီးလန်းရှာခဲ့ပြီးသူ့အတွက်အရသာရှိတဲ့အစားအစာတွေလည်းမကြာခဏချက်ပြုတ်ပေးခဲ့တယ်အဲ့ဒီလူရဲ့လက်ထောက်ကဒီအမျိုးသမီးတကယ်ပဲအားထုတ်နေတာပဲလို့တက်ပြင်းချတယ်အဲ့ဒီလူရဲ့နှစ်သက်မှုတွေကိုသိရဖို့သူကလက်ထောက်ကိုတမင်တကာသတင်းမေးခဲ့တယ်အဲ့ဒီလူလည်းတိတ်တိတ်လေးကျဉ်းနှံ့မိနေတယ်ဒါပေမဲ့လက်ထောက်ကအမျိုးသမီးကအဲ့ဒီလူတစ်ခါမှဆက်ဆံရေးမရှိခဲ့ဘူးဆိုတာသိလိုက်ရပြီးတဲ့နောက်သူ့ကျမ်းမာရေးမှာတခုခုမားနေလားလို့တန်တရားဝင်လာတယ်ဆိုတာပြောလိုက်တယ်အဲ့ဒီလူကအရန်ဒေါသထွက်သွားတယ်ဒါကြောင့်အမျိုးသမီးကသူ့ကိုထပ်လာတွေ့တဲ့အခါသူ့ရဲ့ကိုရံတော်တွေကိုချက်ချင်းမောင်းထုတ်ခိုင်းလိုက်တယ်အမျိုးသမီးကလည်းသူ့ကိုချက်ချင်းချွဲနွဲ့ပြီးနောက်ဆိုလေကန်တော့မှမဟုတ်ဘူးလို့ကတိပေးလိုက်တယ်အဲ့ဒီအချိန်မှာပဲစစ်ဆက်ထားသူကအမျိုးသမီးရဲ့မိသားစုနဲ့အတူရောက်လာတယ်အားလုံးကအမျိုးသမီးကအဲ့ဒီနေ့ကသူ့မွေးစားညီမလေးကိုရိုက်နှက်ခဲ့လို့ဖြစ်တာသူ့အကိုနဲ့ဖခင်ကသူမကိုအပြစ်တင်ဖို့လာတာသူ့အဖေကမွေးစားညီမရဲ့စစ်ဆက်ပွဲကိုခိုးယူတယ်လို့တောင်ဆွဆွဲတယ်ဒါပေမဲ့အမျိုးသမီးနဲ့သူ့စစ်ဆက်ထားသူရဲ့စစ်ဆက်ပွဲကသူ့အဖိုးကစီစဉ်ပေးခဲ့တာအထူးသဖြင့်သူမကသူ့ရဲ့တွေးသားအရင်မြင်းမလေးဖြစ်နေလို့လေအဲ့ဒီလူကပြတင်းပေါက်စီလျှောက်သွားတယ်အမျိုးသမီးရဲ့မိသားစုကဒီလောက်ဆိုးရွားနေမှန်းသူလုံးဝမသိခဲ့ဘူးသူမ